နေဘာမှမရှိဘူးသူတို့နေတဲ့နေရာကွက်ကွက်လေးလောက်ပဲလမ်းခင်းတယ်သူတို့နေတဲ့နေရာကွက်ကွက်လေးလောက်ပဲသူတို့အိမ်ကောင်းမှုသူတို့စောက်တယ်နော်သူတို့ပတ်ဝန်းကျင်လောက်မှာပဲသူတို့ကြောင်းစောက်တယ်လိုင်စွာလွယ်ပြီးတော့ကချင်တပီနယ်လုံးမှာပဲနေရာကောင်းသွားတာရှိတယ်နော်သူတို့ထိန်းချုပ်ထားတဲ့ချိန်မှာလည်းမကောင်းဘူးမထိန်းချုပ်တဲ့ချိန်မှာလည်းမကောင်းဘူးဒါပေမဲ့ဖားကန်လိုနေရာမျိုးအခုပန်ဝါလိုနေရာမျိုးမှာတဘာဝတယံဇာတာတွေထုတ်တယ်နော်ထုတ်ခဲ့တယ်အဲ့လိုပဲအခုလန်ဆယ်လိုနေရာမျိုးမှာရွှေတွေတူးတယ်ခုနခင်ရဲ့ဒူကဘာအဆင့်ရှိတဲ့သူတွေဆလန်ကဘာအဆင့်ရှိတဲ့သူတွေကိုယ်တိုင်ဦးစီးပြီးတော့ရွှေတူးတဲ့လုပ်ငန်းတွေကိုတရုတ်တွေနဲ့လုပ်ကြတယ်နော်ဒါအများပြလုပ်နေဆိုအားလုံးအသိပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီဒေသမှာလက်ရှိချိန်မှာခေါင်လန်ဖူးပြည်သူစစ်အဖွဲ့တွေလည်းအခုပူတာဘက်မှာဆိုလို့ရှိရင်တိုက်တယ်ပေါ့နော်ပူတာကနေပြီးတော့တက်တိုက်တယ်ပေါ့ခေါင်လန်ဖူးနေစားမြင်းနေမှာပေါ့နော်တက်တိုက်တယ်ဒါပေမဲ့လည်းအစိုးရဘက်ကတက်တွေကလည်းအဲ့ဒီဘက်ကိုစစ်ကူပေးဖို့ကြတော့ဂျားထဲမှာအန်တာကြီးဖြစ်နေပေါ့အဲ့ဘက်ကသတင်းတွေကျွန်တော်စီဝင်လာလို့ရှိရင်သတင်းတွေကလိုအပ်ချက်တွေများပြားနေတာလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အစိုးရအနေနဲ့မြန်မာနိုင်ငံရဲ့မြောက်ဖျားကိုနော်အနေငယ်များပြန်လဲလှည့်ကြည့်တင်တယ်လို့ထင်ပါတယ်ကျွန်တော်သတင်းတစ်ပုဒ်ကထိုင်းနိုင်ငံကမ်ဖန်ဘတ်ခရိုင်မှာတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ကားတစ်စီးတိမ်းမောက်ခဲ့တယ်ဒီလိုတိမ်းမောက်ရမှာမြန်မာနိုင်ငံသား2ဦးတည်ဆုံးပြီးတော့10ဦးဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်ဇူလိုင်လ3ရက်နေ့ညကကမ်ဖန်ဘတ်မြို့အဝေးပြေးလမ်းမပေါ်မှာပစ်ကပ်ကားတစ်စီးအချိန်မထိန်နိုင်မဲ့နဲ့လမ်းဘေးကိုထိုးကျပြီးတိမ်းမောက်သွားခဲ့တယ်ဆိုပြီးတော့သတင်းတွေကဖော်ပြခဲ့တယ်အဓိကကတော့ထိုင်းမှာဒီအဝေးပြေးလမ်းတွေကရင်မောင်းတယ်ဆိုလို့ရှိရင်အချိန်မြင့်ပြီးမောင်းတာများတယ်အဲ့တော့ဒီမိုးရွာတီဖြစ်တဲ့အတွက်အခုလိုမျိုးအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတာပေါ့နော်ကားပေါ်မှာမြန်မာ10ဦးလိုက်ပါလာပြီးတော့2ဦးကတော့နေရာမှာတိတ်ဆုံးသွားခဲ့ပြီးတော့ကျန်တဲ့10ဦးကတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်နောက်သတင်းကတော့မနေ့က live ထဲမှာမေးတယ်ပေါ့နော်ရွှေကူမြို့နယ်အခြေအနေလေးမိတဲ့ခါကျတော့ဇူလိုင်လ9ရက်နေ့ကရွှေကူမြို့နယ်တောလန်ရွာနားမှာပြည်သူတွေကိုစက်ကြီးကောက်ဓမြတိုက်နေတဲ့ KIA နဲ့ PDF အကြမ်းဖက်တောင်းကျမ်းသူတွေကိုတွေ့လို့လိုက်လံချီမုံရှင်းလင်းရမှာ KIA အကြမ်းဖက်အလောင်းတစ်လောင်းတနက်တစ်လက်နဲ့ခဲယမ်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်ကဲလာပါပြီเนาะဒီနေ့ရဲ့အထူးသတင်းခွေးလောက်တောင်အသိဉာဏ်မရှိတဲ့ပြီးခဲ့တဲ့ရက်ကမှာထန်းတပင်မြို့နယ်တူချောင်းရွာကအသက်9နှစ်အရွယ် KG ကလေးမလေးကိုအာရမပြုကျင့်เนาะတဘာဝနဲ့ဆန့်ကျင်ပြီးအာရမပြုကျင့်ခဲ့တဲ့ရဲဝင်းပိုင်ဆိုတဲ့လူကျွန်တော်တို့လည်းဝိုင်းတင်ခဲ့ကြတယ်ဗောနော်ဒီ TikTok အကောင့်သူ့ရဲ့ TikTok အကောင့်သူ့ရဲ့မျက်နှာကျွန်တော်လည်းဝိုင်းတင်ခဲ့ကြတယ်အဲ့ဒီလူကိုနတ်တလင်းမြို့နယ်မှာဖမ်းဆီးရမိခဲ့ပါတယ်နတ်တလင်းမြို့ဘူကျုပ်လမ်းပေါ်မှာသူ့ကိုမတင်ကားလို့ဖမ်းစစ်တဲ့အချိန်မှာသူဖြစ်နေတယ်ဗောနော်အဲ့တော့ဒီအာရမပြုကျင့်တဲ့သူကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့သူ့အေးအေးယူနိုင်ဖို့အတွက်ဆောင်ရွက်နေတယ်အခုကတော့ဒါနတ်တလင်းမြို့မှာရဲစခန်းမှာချုပ်နှောင်ထားပြီးဖြစ်ပါတယ်အဲ့တော့မကြခင်မှာသူ့ကိုဒါလွှဲပြောင်းပြီးတော့အေးအေးယူမယ်ဗောနော်အဲ့တော့ဒီဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့တူချောင်းမှာနေထိုင်တဲ့ကောင်မလေးနာမည်ကတော့မတ်တော်တာဆိုင်ပေါ့နော်အသက်က9နှစ်ပဲရှိသေးတယ်သူ့ကိုငကတ်ဖြုတ်တယ်ပြီးတော့တက်ဖြတ်တယ်အာရမပြုကျင့်တယ်အဲ့လိုလုပ်ခဲ့တယ်ပေါ့နော်မရိုင်းတယ်ပေါ့နော်အဲ့တော့မီဒီယာတွေကိုလည်းတခုတောင်းပန်ချင်တာကဒီကလေးမလေးနဲ့ပတ်သက်ပြီးတော့ပုံတွေတင်ကြရတယ်ဗျာကျွန်တော်ပြောနစ်နာသူလေနော်နစ်နာသူနောက်ပြီးတော့ main ကလေးမိဘတွေဘယ်လိုခံစားရမလဲကျွန်တော်စဉ်းစားတော့သူ့ရဲ့ဆွေမျိုးတိုင်းဝိုင်းတွေဘယ်လိုခံစားရမလဲအဲ့ဒီအတွက်တော့တောင်းဆိုချင်တာကမျက်နာတော့မဟုတ်အဲ့ဒီမှာကလေးမလေးရဲ့ဟို dead body ကိုတကူလုံးဖော်ပြတာမလုပ်ပါနဲ့လို့တောင်းဆိုချင်ပါတယ်ဟိုအနည်းဆုံးတော့အုပ်သွားအောင်တော့စတစ်ကာလေးတော့အုပ်စေချင်ပါတယ်เนาะအဲ့တော့မဖွယ်ရဘူးပေါ့เนาะကလေးတွေရဲ့ဒီကလေးရဲ့ဟို dead body ကိုပြန်တွေ့တဲ့သူတိုင်းစိတ်မကောင်းဖြစ်ရမှာပေါ့เนาะမိဘတွေဘက်ကပြန်စဉ်းစားပြီးတော့ဒါလေးကိုတော့လုပ်စေချင်ပါတယ်မီဒီယာသမားတွေကဒါကိုအသစ်တစ်ခုအနေနဲ့ထားတင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်သတင်းတစ်ပုဒ်ကနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးတင်အောင်ဆန်းဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာအီရန်ရဲ့ Supreme Leader ဖြစ်တဲ့အယာတိုလာအလီခါမီနီရဲ့ဇာပနာကိုတက်ရောက်ပါတယ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့ထိတွားရောက်ခဲ့တာဖြစ်ပါတယ်ဒီတက်ရောက်တဲ့နေရာမှာနိုင်ငံတာဝန်ရှိတဲ့သူတွေကဒါအီရန်နိုင်ငံရဲ့လက်တလောအခြေအနေမြန်မာနိုင်ငံနဲ့အီရန်နိုင်ငံရဲ့နိုင်ငံခြားတွေကဒါချစ်ကြည်ရင်းနှီးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာမှာအပြန်အလှန်နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်မှုဒါတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်ပြီးတော့ဒီအီရန်ကဒါနိုင်ငံတော်အဆင့်နော်သူတို့ရဲ့အဆင့်မြင့်ဘာသာရေးခေါင်းဆောင်ပေါ့နော်နိုင်ငံတော်အဆင့်ဇာပနာကိုတက်ရောက်ခဲ့ပြီးတော့အီရန်သမ္မတဒုတိယသမ္မတပြီးအစိုးရဖွဲ့တွေနဲ့တွေ့ဆုံနှုတ်ဆက်ခဲ့တယ်လို့လည်းသိရပါတယ်မြန်မာနိုင်ငံအစိုးရကိုစားဝမ်းနေကြောင်းစာနာထောက်ထားကြောင်းတုံ့ပြန်လွှာကိုလည်းပေးအပ်ခဲ့တယ်လို့သိရပါတယ်ဆိုတော့ဒီအခမ်းအနားကိုကမ္ဘာနိုင်ငံပေါင်း100ကျော်ကနိုင်ငံခေါင်းဆောင်တွေဝန်ကြီးချုပ်တွေလွှတ်တော်ဥက္ကဋ္ဌတွေနိုင်ငံသားရေးဝန်ကြီးတွေနဲ့အစည်းအဝေးကိုယ်စားလှယ်အဖွဲ့တွေပ
ဘာသာရေးကောင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်လက်ရှိတဟီရန်မှာကျင်းပနေတဲ့အယာတိုလာအလီခါမီနီရဲ့ဇာပနာကိုနိုင်ငံပေါင်း100ကျော်ကမကောက်ဘူးပေါ့အဲ့ထက်ပိုများတယ်နိုင်ငံအသီးသီးကသူတို့ကအစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ခါကျတော့နိုင်ငံပေါင်းများစွာကလူပေါင်း10တန်းလောက်တဟီရန်ကိုရောက်နေတာ10တန်းဆိုနေတဲ့အားမဟုတ်သူတို့ရက်ရှည်နေဖို့လည်းအစီအစဉ်ရှိတယ်နော်ရက်ရှည်နေဖို့အစီအစဉ်ရှိတယ်အဲ့တော့ဒီဇာပနာနဲ့ပတ်သက်ပြီးပြောရမှာကတော့အီရန်ရဲ့အဆင့်မြင့်ခေါင်းဆောင်ဟောင်းပေါ့နော်ခါမီနီအယာတိုလာအလီခါမီနီရဲ့သား3ဦးကလူမြင်ကွင်းကိုထွက်ပြီးတော့သူ့အဖေရဲ့ဇာပနာကိုတွားပြီးဥညွတ်နေတာတွေ့ရတယ်သူ့အဖေရဲ့ခေါင်းတလားပြီးမှာပေါ့နော်အဲ့တော့အသစ်တင်မြောက်ထားတဲ့เนาะသူရဲ့ဒီအယာတိုလာအလီခါမီနီရဲ့နေရာကိုအသစ်တင်မြောက်ထားတဲ့မုစတာဘာအလီခါမီနီကတော့ဒီဇာပနာမှာကျွန်တော်တို့မတွေ့ရပါဘူးသူကတော့ဘယ်လိုပဲပြောအမေရိကန်ရဲ့ပြစ်မှတ်လို့လဲဖြစ်မှာဆိုလို့သူလဲလူမြင်ကွင်းမထွက်တဲ့သဘောမှာရှိပါတယ်နောက်သတင်းကတော့နောက်ထပ်ဆက်သတင်းကတော့အီရန်နဲ့ကာတာနိုင်ငံကြားထဲမှာရှိတဲ့ကုန်သွယ်ရေးပြန်လည်စတင်ပြီပေါ့နော်အီရန်နဲ့ကာတာတောင်ကုန်သွယ်ရေးပြန်စတင်မြန်မာနိုင်ငံမှာစီစီကတိတိတသာထိုးမကြသေးဘူးပေါ့နော်နောက်တစ်ချက်ကကြတော့စီစီပြောတယ်ဆိုလို့ရှိရင်တခါပြောစရာကစုံမစနစ်ပေါ့နော်တကယ်လို့ခြောင်လဲပြီဆိုလို့ရှိရင်တော့ဒီပြည်သူတွေအခက်ခဲဖြစ်နေတဲ့စီဖြစ်သွင်းရခတ်နေတဲ့ဒီစနစ်ကိုဖြတ်သိမ်းတင်ပါပြီဖြတ်သိမ်းစေချင်ပါပြီဘာကြောင့်လဲဆိုတော့ပြည်သူတွေဒါကိုမကြိုက်ကြဘူးပေါ့နော်အဲ့တော့တကယ်လို့စီချောင်လဲသွားပြီဆိုရင်ဒါဖြတ်သိမ်းတဲ့အခြေအနေဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းဒေသကြီးအခြေစိုက်ပေါ့နော် PDF အဖွဲ့ဖြစ်တဲ့နေစည်းမကြားစကိုင်းသားအဖွဲ့က PDF အမျိုးသမီးတူပေါ့သူ့ PDF အဖွဲ့ချင်းအပြစ်ခတ်တက်ဖြတ်ပြီးတော့အလောင်းဖျောက်ခဲ့တယ်လို့သိရပါတယ်သူ့နာမည်ကတော့ရဲမီဒေါင်းနီလို့ပြောပါတယ်ဒါကိုသူ့အိမ်ကလည်းတည်သွားပြီလို့ပဲပြောတယ်သူ့အိမ်ကလည်းတည်သွားပြီလို့ပြောတယ်အလောင်းလည်းမပေးဘူးเนาะဘာကြောင့်တည်သွားတယ်ဆိုတာလည်းမပြောဘူးအဲ့တော့အိမ်ကဒီအလောင်းတွေဘာတွေပြန်တောင်းတော့လေအိမ်ကိုလည်းမပေးဘူးเนาะ PDF အဖွဲ့ချင်းတက်ဖြတ်တာပေါ့နော်ဒါကိုသူတို့ပြောလို့သိတာမဟုတ်ပဲထိုင်းမှာနေတဲ့အဲ့ဒီထောက်ဖို့မိန်းမက online ပေါ်တင်ပြီးတော့နော်တရားမျှတမှုရရှိဘာညာဆိုပြီးတော့ line ပေါ်တင်လိုက်မှသတင်းကထွက်လာတာဖြစ်ပါတယ်ဒီမျိုးသမီးကဘာလို့အသက်ခံလိုက်ရလဲဘယ်လိုအသက်ခံလိုက်ရလဲဆိုတာတော့ဘယ်သူမှအခုချိန်ထိမသိရသေးပါဘူးနောက်သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းဒေသကြီးတွန်တေးတူးမြောင်းမှာပြီးခဲ့တဲ့ဇွန်လ4ရက်နေ့ည10:00 နာရီကျော်အချိန်ကတင်ပေါ်2စင်းမျက်နှာချင်းဆိုင်တိုက်မိခဲ့တယ်လို့သိရပါတယ်ဒီတိုက်မိတဲ့အခြေအနေမှာရေရင်လုတ်သားတူရေထဲကိုပြုတ်ကျပြီးတော့ပျောက်ဆုံးနေတယ်လို့ပြောပါတယ်အဲ့တော့တိုက်မိတဲ့တင်ပေါ်2စင်းကဒဇင်းကဆန်တင်တင်မောဒဇင်းပေါ့နော်နောက်ဒဇင်းကတော့ဒါဇော်မြင့်မြတ်တစ်တင်မောဖြစ်ပါတယ်ဒဇင်းကတန်ကုန်တင်မောဖြစ်ပြီးတော့နောက်ဒဇင်းကကြတော့တစ်သားတင်မောပေါ့နော်အဲ့တော့တစ်သားတင်မောကမြုပ်သွားတယ်ပေါ့အဲ့ဒါကြောင့်မလို့ကယ်ဆယ်ရေးတွေအချိန်မီလုပ်တယ်မိုးကလည်းရွာတယ်လေကလည်းတိုက်တဲ့ခါကျတော့ဒါမမြင်မဲနဲ့ဝင်တိုက်မိခဲ့ကြတယ်ကယ်ဆယ်ရေးတွေအချိန်မီလုပ်ပြီးမဲ့လည်းရေလုတ်သားတူကတော့ပျောက်ဆုံးသွားတယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းဒေသကြီး10မြို့နယ်အနောက်ချမ်းနော်မင်းကင်းနဲ့အဆက်မှာခီးသွားကုန်ကားတစ်စီးဓမြတိုက်ခံခဲ့ရပါတယ်ငွေကျပ်340ကျော်ပါသွားတဲ့အခြေအနေဖြစ်ပါတယ်ဇူလိုင်လ2ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီဓမြတိုက်ခံရတဲ့အခြေအနေဟာကလေးဝါကနေ10နဲ့ရေဦးဘက်ကိုချိတ်ဆက်ထားတဲ့လမ်းပိုင်းပေါ့နော်10မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့39မိုင်နေရာဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီနေရာကအကျန်းဖက် PDF တွေကြီးစိုးတဲ့နေရာဖြစ်ပါတယ်ဒီလမ်းပိုင်းကနေပြီးတော့ဒီကုန်တင်ကားတွေကမကြာခဏဆိုသလိုဖြတ်တန်းတယ်ဖြတ်တန်းလို့ရှိရင်လည်း PDF တွေကိုဆက်ကြီးပေးရတယ်ပေါ့နော်အဲ့တော့ဒီတစ်ခါတော့ဓမြတိုက်ခံလိုက်ရတဲ့အခြေအနေဖြစ်ပါတယ်ကားနဲ့ငွေကျပ်340ကျော်ဓမြတိုက်ခံရတယ်အဲ့ဒီနောက်အဲ့ဒီကားကနေရာတစ်ခုမှာဒါဖွက်ထားခဲ့တဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီနေရာမှာတော့ PDF တွေပဲကြီးစိုးတဲ့နေရာပေါ့နော်နောက်သတင်းကတော့ဒါဖြစ်ခဲ့တာတော့ဇူလိုင်လ2ရက်နေ့တည်းကဖြစ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းနည်းနည်းတော့ပြုံးမိစေတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်မှာမိစီဝါဖန်စီရမိတဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒါကတော့ဇူလိုင်လ2ရက်နေ့မွန်းလွဲပိုင်းပေါ့နော်တောင်ကြီးဟိုပုံသွားကားလန်းနောင်လီရွာအနီးမှာမွေးစီဝါရောင်းချသူ2ဦးကိုကာလာတံမိုးကျပ်85သိန်းတံမိုးရှိတဲ့ WY စိတ်ကြဆွေးပြားရည်နဲ့အတူဖန်စီရမိခဲ့တဲ့ဖြစ်စဉ်မှာဖြစ်စဉ်ပြောမှတော့ပြောရမှာတော့ဘာလဲဆိုတော့သူ့မွေးစီဝါတွေကိုပို့မဲ့လူကိုဖုံးဆက်တာအဲ့လူစီမရောက်ပဲနဲ့ရဲစခန်းကိုရောက်သွားတာအဲ့နည်းနည်းတော့ထူးဆန်းတယ်ရဲစခန်းဖုန်းနံပါတ်ကဘာလို့သူ့ဖုန်းနံပါတ်ရှိနေတာလဲပေါ့နော်အဲ့ရဲစခန်းကိုသူကဘယ်လိုဖုံးဆက်လိုက်လဲဆိုတော့မှားထားတဲ့ပစ္စည်းတွေရောက်ပြီးငါတို့လာပို့မယ်မင်းတို့နောင်လီရွာနားကိုလာခဲ့ဆိုပြီးတော့ရဲစခန်းဖုန်းနံပါတ်ကိုပစ္စည်းလာယူတဲ့သူရဲ့ဖုန်းနံပါတ်ဆိုပြီးတော့ဖုန်းဆက်ပြီးတော့ချက်ချင်းတန်းချသွားတယ်အခြေစရာနဲ့ပေါ့နော်ချသွားတဲ့အချိန်မှာ
ရဲတွေကလည်းမတင်ကားတဲ့ခါကျတော့နောင်လီရွာနားမှာသွားစောင့်တော့ဆိုင်ကယ်တစ်စီးနဲ့ဟွန်ဒါဆိုင်ကယ်တစ်စီးနဲ့သူတို့လာခဲ့တယ်ပေါ့နော်အမျိုးသား2ယောက်အဲ့ဒီအမျိုးသား2ယောက်ကခွန်ဘူကျော်နဲ့ကိုဆိုင်တို့ဖြစ်ပါတယ်သူတို့ကိုရက်တက်ပြီးစစ်ဆေးတဲ့အချိန်မှာ WY စစ်ကြမူရစီဝါစေပြား2500ပြားကာလတမှု85သိန်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ခွန်ဘူကျော်နဲ့ကိုဆိုင်တို့2ဦးကိုတော့တောင်ကြီးမြို့မှာရဲစခန်းမှာပ55မြင်းဆောင်2026မူရစီဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့မူရစီဝါများဆိုင်ရာဥပဒေပုံမှန်19ကကြီး21နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်တော်တော်လေးဆိုးတဲ့သူတွေပဲဒီမှာကျွန်တော်တစ်ချက်သွားသိတာပေါ့နော်ကျွန်တော်ဒီမွေးစီဝါကာလာတန်ဖိုးတွေတွက်တဲ့ချိန်မှာသူတို့ဘယ်လိုတွက်လဲမသိဘူးကျွန်တော်ဒီမှာပြန်ကြည့်တဲ့အချိန်မှာပြား2000ခွဲမှာ85သိန်းပဲရှိတယ်တော်တော်ပေါ်ပေါ်လောလောနဲ့ရနေတဲ့သဘောမှရှိတယ်ပေါ့နော်အဲ့တော့ကလေးတွေတော့အန်ဒီရဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းနတ်မောက်က PDF တယောက်ကပြည်သူတွေရဲ့ဖုန်းကိုပြည်သူတဦးရဲ့ဖုန်းကိုခိုးယူပြီးတော့အဲ့ဒီဖုန်းထဲမှာရှိတဲ့ဖုန်းနံပါတ်နဲ့ TikTok အကောင့်ကိုသူ့နာမည်ချိန်ပြီးသုံးတာသူ့နာမည်ချိန်ပြီးသုံးတော့ဘာဖြစ်လဲဆိုတော့အဲ့တော့ user name ကြီးမှာ main ကလေးနာမည်ကြီးနဲ့ပေါ်နေတော့အဲ့မှာဖုန်းပိုင်ရှင်ရဲ့မောင်ကတင်ထားတယ်ပေါ့နော်အဲ့တော့တော်လန်ရေးလုပ်ပြီးတော့အခုလိုမျိုးသူများပစ္စည်းခိုးတယ်ပြီးရော user name မချိန်တက်တော့အဲ့မှာဒုက္ခရောက်တယ်ပေါ့နော်အဲ့ဒီအပြင်ကမှဒီဖုန်းနံပါတ်ကြီးပါတခါလဲ Viber မှာအဲ့တိုင်းသူ့နာမည် Viber မှာလည်းသူ့နာမည်တော့သူပြောင်းလိုက်ဒါပေမဲ့ဖုန်းနံပါတ်ကဟိုကောင်မလေးရဲ့ဖုန်းနံပါတ်ဖြစ်နေတာပေါ့နော်ဒါကနမောက်မြို့နယ်က PDF ရဲ့ကိစ္စပေါ့နော် PDF နာမည်ကလည်း Justin လို့ခေါ်ပါတယ်နာမည်တော့သူကအင်္ဂလိပ်လိုတော့ပေးတတ်တယ် user name တော့မချိန်တတ်ဘူးပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ပိန်းတော်ကြီးကြီးရွာမှာလီစင်နမောင်းပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးတော့နေအိမ်ပေါင်း45အိမ်လောက်ပျက်စီးသွားခဲ့တယ်ဆိုပြီးတော့ရခိုင်မီဒီယာတွေကဖော်ပြနေပါတယ်လက်ရှိအချိန်မှာတော့ဘယ်သူမှအကူအညီမပေးနိုင်သေးဘူးဒေသခံ200ကျော်ကအခုဒါမိုးရီထဲမှာနေရမယ့်အခြေအနေရှိတယ်အေးဘက်ကလည်းဒါနဲ့ပတ်သက်ပြီးတော့တစုံတရာအကူအညီစောက်ရှောက်တာမရှိသေးဘူးလို့ပြောပါတယ်နောက်သတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရေတပ်တွေ Joint Sea 2026အမည်ပေးထားတဲ့ရေတပ်စီလေ့ကျင့်မှုတစ်ခုကိုတရုတ်နိုင်ငံရှေ့ပိုင်းဆန်းတုံးပြည်နယ်ချင်းတောင်စိတ်ကမ်းမြို့အနီးရေပြင်မှာဒီလအတွင်းပြုလုပ်သွားမယ်လို့ဇူလိုင်လ9ရက်နေ့ကထုတ်ပြန်ထားပါတယ်ရုရှားရဲ့စစ်ရေးရင်တွေအကုန်လုံးကချင်းတောင်မြို့စစ်ဘက်ဆိုင်ရာစိတ်ကမ်းတစ်ခုကိုဇူလိုင်လ9ရက်မှာစိုက်ကက်ရောက်ရှိခဲ့ပြီဆိုပြီးတော့သတင်းတွေကဖော်ပြထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ညောင်ဦးမှာရှိနေတဲ့ PDF အဖွဲ့တွေပေါ့နော်PDF အဖွဲ့ချင်းပြန်တိုက်မယ်ဆိုပြီးတော့ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်ညောင်ဦးမြို့နယ်ထဲမှာခရီးသွားတွေကိုဖမ်းဆီးငွေညှစ်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်များသောအားဖြင့်ကျွန်တော်တို့ကြားရတဲ့လောက်ပကံဘူချိုဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်ငါတယောက်ဘက်မှာလည်းတောင်းညမ်းနေတာရန်ကားနေတာသူတို့အဖွဲ့ပဲအကြောင်းတွေဘုံနဲ့ပြစ်တာတွေအုပ်ချုပ်ရေးမှုတွေဝင်ပြစ်တာတွေဒေသခံပြည်သူတွေကိုပြစ်ခတ်မှုတွေအဲ့ပကံဘူချိုဖွဲ့ကလုပ်ပါတယ်အဲ့လိုပဲပကံကိုသွားတဲ့ပြည်တွင်းခရီးသွားတွေကိုဖမ်းဆီးတာငွေညှစ်တာပြန်ပြီးဆွဲတာတွေကိုလည်းဒီအဖွဲ့တွေကလုပ်ပါတယ်အခုတော့အဲ့ဒီထဲမှာရှိနေတဲ့ PDF အဖွဲ့တွေကအချင်းချင်းအဝေပဲမတည့်လို့လားဒါမှမဟုတ်သူတို့နာမည်ပြအောင်လုပ်လို့အခုလိုမျိုးပြစ်ခတ်မှာလားတော့မပြောတတ်ဘူးသူတို့အချင်းချင်းပြစ်ခတ်ဖို့အတွက်စာတစောင်ထုတ်ပြန်ထားတာတွေ့ရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းဒေသကြီးစလင်းကြီးမြို့နယ်လက်ပံတောင်ကြေးရွာမှာအစိုးရကျောင်းကိုတက်တယ်ဆိုပြီးတော့ကျောင်းသားမိဘတွေကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတော့ရိုက်နှက်နှိပ်စက်ကြပါတယ်ဒီလိုရိုက်နှက်နှိပ်စက်တာကြောင့်ကျောင်းသားမိဘနော်သူ့ရဲ့အဖေကတည်ဆုံးသွားခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်ထိကျောင်းသားမိဘ9ဦးကိုဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်သူတို့စုစုပေါင်း30ကျော်ဖမ်းဆီးသွားတယ်ပေါ့နော်အဲ့ဒီ30ကျော်ဖမ်းဆီးသွားပြီးတော့အဲ့ဒီတဲကမိဘ9ဦးကိုတော့လက်ရှိချိန်ထိဖမ်းဆီးထားဆဲဖြစ်ပါတယ်တည်ဆုံးမှုတွေလည်းကြားထဲမှာရှိတယ်ပေါ့နော်ဒါကလူသိရှင်ကြားဖြစ်လို့ဒါအခုလိုမျိုးသိရတာနောက်မို့လို့ရှိရင်သိရမှာမဟုတ်ပါဘူးအဲ့လိုပဲစကိုင်းတိုင်းဒေသကြီးရင်းမပင်မှာရှိတဲ့ဝင်းကုန်းရွာမှာတာမန်ရွာသားတူကိုဖမ်းဆီးခဲ့ပြီးတော့ PDF ဖွဲ့ကတနက်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာတည်ဆုံးသူကဥဇော်ထုံးဆိုတဲ့သူဖြစ်ပါတယ်တကယ်တော့ဥဇော်ထုံးကနော်သူတို့ဆွဆွဲသလိုဒလန်မဟုတ်ဘဲနဲ့အရင်ကသူတို့နဲ့အတူတူတိုက်ခဲ့တဲ့နော်တိုက်ပွဲမှာတည်သွားခဲ့တဲ့ PDF တယောက်ရဲ့အဖေဖြစ်နေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့တော်တော်များများကဘယ်လိုပြောကြလဲဆိုတော့ဒါကဝတ်လိုက်တာပေါ့နော်ဝတ်လေတာပေါ့ပြည်သူတွေကိုဒလန်ဆွဆွဲတပ်ဖြတ်ခဲ့တဲ့သူတွေကသူတို့ရဲ့မိဘတွေအခုလိုမျိုးမှားယွင်းဆွဆွဲတပ်ဖြတ်ခံရတာပေါ့နော်နောက်ထပ်ဒီနေ့ရဲ့သတင်းအကြီးတစ်ပုဒ်ဖြစ်တဲ့မဲစာဒေသနော်မဲစာရွာနမ်သေးရွာဒီရွာတွေကိုတမတော်ကရှင်းလင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ဒီလိုရှင်းလင်းတိုက်ခိုက်သိမ်းပိုက်တဲ့နေရာမှာလေရင်ပြစ်နော်စက်တနက်အပါဝင်လက်နက်များစွာ
အဲ့ဒါအပြင်ကမှအကျန်းဖတ် PDF အလောင်း၈လောင်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒီနေ့တော့